Assalamualaikum warahmatullahi wabarakatuh မင်္ဂလာပါခင်ဗျာ Top Islam with Nikan Ahmad ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မွတ်စလင်တွေရဲ့ဒီဘဝမှာအရာထားခြင်းကစလို့အရာဝင်ခြင်းအထိမနမဆလလောလဝစလမ်ရဲ့လမ်းညွှန်ချက်စနတ်တော်တွေနဲ့အညီနေထိုင်မယ်ဆိုရင်ရာတိုင်းဟာကုသိုလ်ဖြစ်စေနိုင်ပါတယ်ဒီနေ့မှာတော့နေ့စဉ်မဖြစ်မနေပြုလုပ်ရတဲ့ရေအိမ်ဝင်ခြင်းကြည်ချင်းတင်နဲ့ဆောင်ခြင်းနဲ့ပတ်သက်တဲ့စနတ်တော်တွေနဲ့ဒွါတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အငြိအကျေးကျင်ကြီးကျင်ငယ်မှာတန်ရှင်းစင်ကြယ်ရန်အတွက်ရေနှင့်မြေကြီးခဲနှစ်မျိုးလုံးကိုအသုံးပြုရမည်မြေကြီးသို့မဟုတ်အုံနီခဲသုံးခြင်းမုစတဟပ်ဖြစ်သည်မူလကတည်းကအင်္ဂါထဲတွင်စီစဉ်ထားရှိလျင်ကောင်းပေသည်ယခုလက်ရှိအသုံးပြုနေသောခေတ်မီအင်္ဂါများတွင်သာသနာပညာရှင်များကရေအိမ်သုံးစက္ကူကိုမြေကြီးခဲနေရာတွင်အစားထိုးအသုံးပြုရန်အကြံပြုထားလေသည်ကိုရောမြတ်ဆလလောဟူအလိုင်ဝါဆလမ်သည်အင်္ဂါတွင်သို့အုတ်ထုတ်ဆောင်းတော်မူပြီးဖနက်စည်းကကြွားမြန်းတော်မူလေရှိသည်အင်္ဂါတွင်သို့မဝင်မီဤဒွါကိုဖတ်ရမည်ဘစ်မစ်လာဟီအလ္လာဟူမ္မာအင်နီအူဇူဘီကမင်အလ်ခူဘ်စီဝလ်ခဘာအစ်အဓိပ္ပာယ်အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏အိုအရှင်မြတ်မုတ်ချဧကန်ကျွန်တော်မျိုးသည်မကောင်းဆိုးရွားများဖြစ်ကြသောဂျင်ဖိုဂျင်မအားလုံး၏နှောက်ယှက်မှုများမှလွတ်ကင်းရန်အရှင်ထံခိုလုံပါ၏မုလာအလီကာရီတခင်ကဤသို့ရေးသားဖော်ပြထားသည်ဟာဒီစ်တော်များတွင်လာရှိသည်မှာဤဒွါ၏ဘရကတ်ဖြင့်လူသားနှင့်ရေအိမ်ထဲမှရှိတဲ့ရှိုက်တန်တွေကြားမှအကာအကွယ်ပရဒါဖြစ်သွားပြီးမိမိရဲ့အရှက်အင်္ဂါကိုရှိုက်တန်တွေမမြင်နိုင်တော့ဘူးလို့ဆိုထားပါတယ်ဒွါဖတ်ပြီးတဲ့အခါရေအိမ်ထဲကိုဘယ်ချိန်နဲ့စတင်လှမ်းဝင်ရပါမယ်ရေအိမ်မှပြန်ထွက်တဲ့အခါမှာတော့ညာချိန်နဲ့စတင်လှမ်းပြီးထွက်ရပါမယ်အိမ်သာအပြင်ဘက်ရောက်တဲ့အခါမှာတော့အောက်ပါဒွါကိုဖတ်ရပါမယ်ဂူဖရာနကအလ်ဟမ်ဒူလ illah လဇီအဇဟဘအန်နီလ်အဇာဝအာဖာနီအဓိပ္ပာယ်ကတော့အိုအလ္လာဟ်အရှင်မြတ်ထံတော်၌လွတ်ငြိမ်းချမ်းသာခွင့်ကိုတောင်းခံပါ၏ချီးမွမ်းထောပနာပြုခြင်းအပေါင်းတို့သည်အလ္လာဟ်အရှင်မြတ်သာလျှင်ခံယူထိုက်တော်မူပါ၏အရှင်မြတ်သည်ကျွန်တော်မျိုးအားဒုက္ခဖြစ်စေမည့်အရာများဘေးအန္တရာယ်များကိုဖယ်ရှားပေးတော်မူပြီးကျမ်းမာသက်သာမှုကိုကြီးမြင့်တော်မူပါသည်ကျင်ကြီးကျင်ငယ်စွန့်သည့်အခါကိဘလာဘက်သို့မျက်နှာမူခြင်းနှင့်ကိဘလာဘက်ကိုကြောခိုင်းထိုင်ခြင်းများမပြုရပါကျင်ကြီးကျင်ငယ်စွန့်နေစဉ်အရေးကြီးသည့်အကြောင်းတစ်စုံတစ်ရာမရှိဘဲစကားမပြောရပါစကရလုပ်ခြင်းလည်းမပြုရပါကျင်ငယ်ဆက်ကလေးများအညစ်အကြေးဆက်ကလေးများမထိစေရန်သတိပြုဆင်ခြင်ရပါမည်ကျင်ငယ်စွန့်နေစဉ်သို့မဟုတ်တန့်စင်အောင်ပြုနေစဉ်အရှက်တစားကိုညာဖြစ်မကင်ရဘယ်လက်ဖြစ်သာကင်တွယ်ရမည်အယံမရှိသောနေရာများတွင်အခြားသောသူများမမြင်နိုင်အောင်အကာအယံတစ်ခု၏အကွယ်ယူပြီးကျင်ကြီးကျင်ငယ်စွန့်ရမည်ကျင်ငယ်စွန့်ရာတွင်ထိုင်၍စွန့်ပါမတည့်ရဲ၍ကျင်ငယ်စွန့်ခြင်းလုံးဝမပြုလုပ်ရကျွန်တော်တင်ပြပေးသွားတဲ့အချက်လေးတွေကတော့နေ့စဉ်မဖြစ်မနေပြုလုပ်နေရတဲ့ရေအိမ်ဝင်ခြင်းကျင်ကြီးကျင်ငယ်စွန့်ခြင်းကိစ္စမှာကုသိုလ်ရယူနိုင်မဲ့နည်းလမ်းကောင်းလေးတွေဖြစ်ပါတယ်ဒီဆွန်နတ်တော်တွေကိုလိုက်နာကျင့်သုံးခြင်းအလ္လာဟ်အရှင်မြတ်ရဲ့ချစ်မြတ်နိုးမှုကိုရယူနိုင်ကြပါစေဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like လုပ်ပြီးမိတ်ဆွေများသိစေရန် share လုပ်ပေးကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်